အခုဒီဖြစ်စဉ်ဟာဆိုရင်တရုတ်နိုင်ငံမှာလက်ရှိအရန်ကိုဂီယက်ထနေတဲ့မူခင်းတဲ့တဲ့ဘုတ်ပဲဖြစ်ပါတယ်ဖြစ်စဉ်ကဘလို့ဖြစ်တာလဲဆိုရင်ဒီအသက်14နှစ်အရွယ်ចောင်းသားဟာသူ့ရဲ့အတန်းပေါ်အသက်14နှစ်အရွယ်ចောင်းသူလေးကိုသူတို့ရဲ့အိမ်ချန်တကာဝအောက်မှာပဲရေးရေးဆက်ဆက်ဓာတ်နဲ့အချိန်ချင်းထိုးတက်လိုက်တဲ့ဒီဖြစ်စဉ်ပဲဖြစ်ပါတယ်ဘလို့ဖြစ်တာလဲဆိုရင်ဒီចောင်းသားဟာဆိုရင်တရားခံចောင်းသားဟာဆိုရင်ဒီလိုလို့ဖို့သူကကြိုတင်ပြီးတော့ပြင်ဆင်ထားခဲ့တာပဲဖြစ်ပါတယ်သူဟာဒီကောင်မလေးကိုဒီကလေးမလေးကိုဘာကြောင့်ဒီလိုတတ်တယ်လဲဆိုရင်သူကဒီကလေးမဟာဒီသူတို့ចောင်းကိုပြောင်းလာတဲ့အချိန်မှာသူကဒီကလေးမသူတို့အတန်းကိုမပြောင်းလာသေးတဲ့အချိန်မှာသူကအဆင့်တစ်ပဲရနေခဲ့ရပေါ့ဒါပေမဲ့ဒီကလေးမသူတို့အတန်းကိုပြောင်းလာတဲ့အချိန်မှာသူ့ကိုကြော်ပြီးတော့အဆင့်တစ်ရသွားတာပေါ့အဲ့တော့သူကဘလောက်စူးစမ်းစားအဲ့ဒီကလေးမကိုသူကမတာနိုင်ဘူးအဲ့ဒါကြောင့်သူကဒီကလေးမကိုသူကကြိုတင်ပြီးတော့ချင်းကပ်ပြီးတော့သူ့အိမ်ကိုခဏပို့တာပေါ့သူ့အိမ်ကိုတငယ်ချင်းဖွဲ့ပြီးတော့သူ့အိမ်ကိုလိုက်ပို့တယ်အဲ့မျိုးလုပ်တယ်ပြီးတော့သူကြိုတင်ပြီးတော့ဒီ line ပေါ်မှာအသက်မပြည့်သေးတဲ့သူကလူတက်ရင်ထောင်ကျနိုင်သလားဆိုတာလည်းသူကကြိုတင်ပြီးရှာဖွေခဲ့တယ်ပြီးတော့လူတယောက်ကိုတက်ရင်ဘယ်နေရာကိုတက်ရင်ချက်ကောင်းမိမယ်ဆိုတဲ့ဟာတွေပါအမျိုးရှာဖွေထားပြီးတော့လေ့လာထားပြီးတော့သူကဓာတ်ဆိုရင်လည်း25မျိုးဓာတ်25မျိုးတောင်သူကကြိုတင်ပြီးဝေထားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါနဲ့တနေ့မှာတော့ဒီအဲ့ဒီကလေးမကိုចောင်းသူလေးကိုသူကသူတို့အိမ်ကိုပို့ပြီးတော့သူတို့အိမ်ကိုအပေါ်ကမတက်သွားမီအဲ့ဒီအိမ်တိုက်3ထပ်ရှိတဲ့အဲ့ဒီသူတို့အိမ်ချန်တကာဝမှာပေါ့အိမ်ချန်တကာဝမှာသူ့ကိုရုပ်တရက်သူ့ရဲ့ဒီလန်ယိုးတွေရင်ဘက်တမှာအချိန်ချင်းထိုးပြီးတော့အဲ့မျိုးလုံနေတဲ့အချိန်မှာအပေါ်ကနေဒီကလေးမရဲ့အမေဖြစ်တော့တွေ့ပြီးတော့អော်တာပေါ့អော်တော့သူကမလုံနဲ့လို့ပြောရင်လည်းသူကထိုးပြီးတော့ထွက်ပြေးသွားတယ်ဒါပေမဲ့အဲ့ဒီကလေးမရဲ့အမေတွေမိဘတွေမစင်းသူ့ရဲ့ဆင်းလာပြီးတော့အဲ့ဒီကလေးမစီမရောက်ခင်မှာသူကနောက်ကိုကြီးလိုက်တဲ့အချိန်မှာအဲ့ကလေးမပြန်ထလာပေါ့အဲ့ဒါနဲ့သူကမတည်သေးဘူးဆိုပြီးသူကပြန်ခောက်လာပြီးအဲ့ကလေးမဒီလေပင်ပေါ့လေပင်ဒီညာဘက်ကနေဒီပေဘက်ကိုထိုးဖောက်ကြည့်ဒါနဲ့ပြန်3ချက်ပြန်ထိုးလိုက်တယ်အဲ့ဒါပြီးတော့သူပြန်ထွက်ပြေးသွားတယ်ထွက်ပြေးသွားတော့သူကသူ့အိမ်ကိုရောက်တော့သူ့အမေမိဘတွေကမေးတာပေါ့နော်မင်းရဲ့လက်တွေမှာတွေးပဲဖြစ်တာလဲဆိုတော့သူကဒီဘာလဲတငယ်ချင်းတွေနဲ့ဆော့ပြီးတော့အမျိုးချော်လေးပြီးအမျိုးမတော်ဆဖြစ်တာလို့ပဲပြောထားလိုက်တယ်ပေါ့ပြီးတော့သူတငယ်ချင်းကိုသူကလည်းအဲ့ဒီတပ်ပြည့်နောက်မှာသူတို့တငယ်ချင်းတွေကအုပ်စုဖွဲ့တဲ့စကားမှာအုပ်စုဖွဲ့စကားပြောမှာပေါ့မနေ့ပြန်စပြီးငါ့ရဲ့ပြန်ဘက်မရှိတော့ဘူးငါအေးစေးကြောင်းတက်လို့ရပြီဆိုပြီးသူကအဲ့လိုမျိုးပြောပြတယ်သူတငယ်ချင်းကအဲ့ဒါနဲ့ဒီရေးတွေကအဲ့လိုမျိုးစုံစမ်းရင်းနဲ့အဲ့ဒီနေ့မှာပဲအဲ့ဒီចောင်းသားလေးကိုလည်းသူကဖမ်းလိုက်တယ်ဖြစ်တာတော့ဒီ2025ဧပြီလဒီ10ရက်နေ့ညနေ9နာရီခန့်မှာဟုတ်တယ်အသက်ခံရပါပေါ့နော်ဖမ်းလိုက်ပြီးတော့သူ့အမှုဒီတစ်နှစ်လုံးအမှုစစ်ဆေးနေပြီးတော့ဒီ2025နိုဝင်ဘာ28ရက်နေ့မှာသူ့ကိုဒီတရားရုံးကနေသူ့ကိုအသက်မပြည့်တဲ့